ဇလန်းတစ်လျှောက်လုံးမှာနာမည်မဖော်ပြထားတဲ့အထီးကျန်အိမ်မပျော်ယောဂတဲ့တယောက်ဟာပြင်းထန်တဲ့ဝေဒနာခံစားနေရသူတွေအတွက်ဖွင့်ထားတဲ့နှစ်သိမ့်ဆွေးနွေးပွဲအဖွဲ့တွေစီကိုစတင်တက်ရောက်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့စက်ကြောင်းပြောသူဟာကိုရေးချက်လက်တူနဲ့တက်ရောက်ခဲ့တာဖြစ်ပြီးအဲ့ဒီမှာသူဟာအားရပါရငိုချပြစ်နိုင်ခဲ့တယ်လို့နောက်ပိုင်းမှာလည်းငွေကင်းစားကလေးလိုနှစ်ချိုက်အိပ်ပျော်နိုင်ခဲ့ပါတယ်အဲ့ဒီနေရာမှာပဲသူဟာမာလာစင်ကာဆိုတဲ့အမျိုးသမီးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီးသူမဟာလည်းဒီနှစ်သိမ့်ဆွေးနွေးပွဲဒီစီကိုနီလန်းမျိုးစုံနဲ့လိန်ညာတက်ရောက်နေသူဖြစ်ပါတယ်တနေ့မှာတော့အလုပ်ကိစ္စခီးစဉ်ကနေလေရင်နဲ့အပြန်လန်ခီးမှာစက်ကြောင်းပြောသူဟာသူ့ကိုလိပ်စာကတ်တစ်ခုပေးခဲ့တဲ့တိုင်းလာတာတန်းဆိုသူရုပ်ချောဆက်ပြအယောင်စာရည်နဲ့ဆုံတွေ့ခဲ့ပါတယ်သူ့ရဲ့တိုက်ခန်းမီးလောင်သွားတာကိုသိလိုက်ရပြီးတဲ့နောက်မှာတော့စက်ကြောင်းပြောသူဟာမထင်မှတ်ပဲတိုင်းလာစီဖုန်းဆက်ပြီးဘာတစ်ခုမှတွားရောက်တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ယောက်ဟာလူသုံးကုန်ပစ္စည်းဝါဒအကြောင်းနဲ့ဒါတွေကကဘာကြီးကိုဘလို့ဝါမျိုးနေလဲဆိုတဲ့အကြောင်းတင်းနှွေးခဲ့ကြပါတယ်လမ်းခွဲရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့တိုင်လာကစက်ကြောင်းပြောသူကိုသူ့ရဲ့အိမ်ပေါ်အစ်စ်ဖြစ်လာနေဖို့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့ဒီသဘောတူညီချက်ကိုအတည်ပြုဖို့အတွက်သူတို့နှစ်ယောက်အရင်ဆုံးလက်တီးပုံးထိုးတက်ကြဖို့တိုင်လာကဆွတောင်းဆိုခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအပြန်လန်ထိုးတက်ကြပြီးထူးဆန်းစွာပဲနောက်ဆုံးမှာတော့အဲ့ဒီတန်ရာတွေကိုသဘောကျသွားခဲ့ကြပါတယ်ဘယ်လောက်တောင်လဲဆိုရင်ဒါကိုနောက်တစ်ချိန်ထပ်လုပ်ဖို့ပါစီစဉ်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကစလို့သူတို့ဟာတစ်ခါတရံမှာအချင်းချင်းအပြန်လန်အနုနည်းနဲ့ထိုးတက်တာမျိုးတွေစတင်လှုပ်ဆောင်ခဲ့ကြပါတယ်မကြခင်မှာပဲနောက်ထပ်လူတွေလည်းသူတို့ခြေရာအတိုင်းလိုက်လာကြပြီးနောက်ပိုင်းမှာ fight club ဖြစ်လာမယ့်အဖွဲ့တွေကိုဝင်ရောက်လာကြပါတယ်တိုင်လာကအရေးကြီးတဲ့စီးမြင့်တစ်ခုကိုချမှတ်ခဲ့ပြီးအဲ့ဒါကတော့သူတို့ရောက်နေတဲ့ဒီကလပ်အကြောင်းကိုဘယ်သူမှမပြောဖို့တားမြစ်ပိတ်ပင်ထားတာပဲဖြစ်ပါတယ်ဒီအတော်အတွင်းမှာမာလာကစက်ကြောင်းပြောသူစီဖုန်းဆက်ပြီးသူမကိုအဆုံးစီရင်တော့မယ်လို့ပြောခဲ့ပါတယ်စက်ကြောင်းပြောသူကတော့ဒါကိုအတိမယူခဲ့ပါဘူးဒါပေမဲ့တိုင်လာကမာလာစီတွားရောက်ပြီးကိုတေချောင်းကြံစီမှုကနေကဲတင်ခဲ့ကသူမနဲ့အတူအိတ်ခဲ့တာကြောင့်ဒါဟာစက်ကြောင်းပြောသူကိုစတင်ပြီးစိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းဒီကလပ်ဟာအဖွဲ့ဝင်တွေပို့ပြီးတော့များပြားလာခဲ့ပါတယ်စက်ကြောင်းပြောသူရဲ့နှစ်သိမ့်ဆွေးနွေးပွဲကတငယ်ချင်းပေါ်တောင်မှဒီအဖွဲ့တွေကိုဝင်ရောက်လာခဲ့ပါတယ်တနေ့တခြားကြီးထွားလာတဲ့ကလပ်ရဲ့လှုပ်ရှားမှုတွေအတွက်ရန်ပုံငွေရှာဖို့စက်ကြောင်းပြောသူဟာသူ့အထက်လူကြီးရဲ့ရုံးခန်းထဲမှာကိုအရက်ဆက်ဆုံးပြန်ထိုးနှက်ပြီးကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုပေးအပ်ဖို့ချိန်ချောက်ခဲ့ပါတယ်ပြီးတော့အလုပ်ကနေနှုတ်ထွက်ကြေးအမြောက်များကိုလည်းရယူခဲ့ပါတယ်တိုင်လာက Fight Club အဖွဲ့ဝင်တွေကိုတုံးပြီးအဖြစ်အမှောက်လုပ်ရက်တွေစတင်လှုပ်ဆောင်တဲ့အချိန်နေထိတော့အားလုံးကကောင်းမွန်နေပုံရပါတယ်သူဟာ corporation စန့်ကျင်ရေးအယူအဆကိုပြဋ္ဌာန်းခဲ့ပြီးရုပ်ဝတ္ထုပစ္စည်းတွေနဲ့ corporate တွေကမောင်းနှင်နေတဲ့လူဖွဲ့စည်းကိုအဆုံးသတ်ဖို့ Project Mayhem ကိုစတင်ခဲ့ပါတယ်ဘော့တယောက်ရဲတွေရဲ့တနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံးသွားတဲ့အချိန်ကြာမှာပဲစက်ကြောင်းပြောသူကဒါတွေအားလုံးဟာမိုက်မဲပြီးအနေအကြီးမှန်သဘောပေါက်သွားခဲ့ပါတယ်သူကဒီ project ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှနားထောင်ဖို့အသင့်မရှိကြပါဘူးဒါအပြင်တိုင်လာကလည်းပျောက်ချင်းမလားပျောက်ဆုံးနေပါတယ်သူကတိုင်လာဘာတွေစီစဉ်နေလဲဆိုတာသိရဖို့သူ့ရဲ့နောက်ွယ်ကခြေရာတွေကိုလိုက်ခဲ့ပါတယ်ဒါပေမဲ့ Fight Club ရဲ့ပထမနဲ့ဒုတိယစီးမြင့်ကိုချိုးဖောက်ဖို့လောက်အထိဘယ်သူမှမမိုက်မဲကြပါဘူးတယောက်ကသူ့ကိုဒါတန်လို့လာခေါ်တဲ့အခါမှာတော့စက်ကြောင်းပြောသူကတခုခုထူးဆန်းနေပြီလို့ခံစားလိုက်ရပါတယ်သူမာလာစီဖုန်းဆက်ပြီးတိုင်လာဒါတန်ဆိုတဲ့နာမည်နဲ့လူတယောက်မှမရှိကြောင်းအတည်ပြုခဲ့ပါတယ်အဲ့ဒါကသူကိုယ်တိုင်စိတ်ကူးထဲမှာဖန်တီးထားခဲ့တဲ့စိတ်ကူးရင်ပင်ကိုစရိုက်တစ်ခုသာဖြစ်ပါတယ်တိုင်လာဆိုတာသူ့ရဲ့စိတ်ကူးထဲမှာရှိနေတာဖြစ်ပြီးသူကိုယ်တိုင်ကသာ Fight Club ကိုစတင်ခဲ့သူဖြစ်ကနောက်ပိုင်းမှာတော့ Project Mayhem ကိုလည်းစတင်ခဲ့သူဖြစ်ပါတယ်ဒီစက်ကြောင်းပြောသူကိုယ်တိုင်ကတိုင်လာတာတန်ဖြစ်နေတာပါသူဟာသူ့အိမ်ကိုအမြန်ပြေးသွားပြီးသူတိုင်လာဖြစ်ရှိနေစဉ်တုန်းက credit card မှတ်တမ်းတွေရှိတဲ့အဆောက်အအုံတွေကိုဖောက်ခွဲပြီးအကျွေးတွေကိုဖျက်သိမ်းဖို့စီစဉ်ထားခဲ့တာကိုသိလိုက်ရပါတယ်ဒါဟာအခြေခံအားဖြင့်တော့လူတိုင်းရဲ့အကျွေးတွေကိုသူများဖြစ်အောင်လုပ်ပစ်တာပါပဲသူကရဲတွေကိုတတိပေးဖို့စူးစမ်းခဲ့ပေမဲ့ထူးဆန်းစွာပဲသူတို့ကလည်း Fight Club ရဲ့အဖွဲ့ဝင်တွေဖြစ်နေကြပါတယ်စက်ကြောင်းပြောသူဟာအဆောက်အုံတစ်ခုထဲကိုခိုးဝင်ပြီးပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဖြုတ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့စိတ်ကိုတိုင်လာကလွှမ်းမိုးချုပ်ကင်သွားခဲ့ပါတယ်သူကတိုင်လာကိုတနက်နဲ့ပစ်ခဲ့ပေမဲ့ဒါဟာသူ့ရဲ့စိတ်ထဲမှာတင်ရှိနေတာကြောင့်သူ့ကိုတနက်ကြည်စံနဲ့တက်လို့မရနိုင်ပါဘူးအဲ့ဒီနောက်စက်ကြောင်းပြောသူဟာမိမိကိုပြန်လည်ရိုက်နှက်တာကိုခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့သူဟာတိုင်လာရဲ့တနက်နဲ့ချိန်ရွယ်ခြင်းကိုခံထားရတာကိုသိလိုက်ရပါတယ်ကလပ်ဖွဲ့ဝင်တွေကမာလာကိုလည်းပြန်ပေးဆွဲထားကြပါတယ်ဘာလို့လဲဆိုတော့သူမကတိုင်လာနဲ့ဒီစက်ကြောင်းပြောသူအကြောင်းကိုအများကြီးသိနေလို့ဖြစ်ပြီးစက်ကြောင်းပြောသူကတော့ဒါတွေအားလုံးကိုရက်တန့်ဖို့တိုင်လာကိုနားချဖို့ခက်ခဲနေပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူတတိဝင်လာခဲ့ပြီးတိုင်လာဆိုတာတကယ်မရှိတာဖြစ်ပြီးတနက်ကလည်းတကယ်တော့သူ့ရဲ့လက်ထဲမှာပဲရှိနေတာဖြစ်ပါတယ်စက်ကြောင်းပြောသူဟာတနက်ကိုသူ့ပါဆက်ထဲထည့်ပြီးပြစ်လိုက်ကသူ့ရဲ့ပတ်ပြင်ကိုဖောက်ထွက်သွားစေခဲ့ပြီးဒါဟာနောက်ဆုံးမှာတော့တိုင်လာကိုသူ့စိတ်ထဲကနေထွက်သွားစေခဲ့ပါတယ်သူ့ရဲ့စိတ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့စက်ကြောင်းပြောသူက Project Mayhem အဖွဲ့ဝင်တွေကိုသူနဲ့မာလာအတွက်တည်တံ့နေရပေးဖို့ပြောခဲ့ပါတယ်သူမာလာကိုကဲတင်နိုင်ခဲ့ပေမဲ့အဆောက်အအုံတွေပောက်ကွဲတာကိုတားဆီးဖို့အတွက်တော့နောက်ကျသွားခဲ့ပါပြီပြီးတော့နောက်ဆက်တွဲဖြစ်လာတာကတော့ရုပ်ရှင်သမိုင်းမှာအကောင်းဆုံးစတိန်ခန့်တွေကတစ်ခုပဲဖြစ်ပါတယ်